Hello Manchester United ပြည်သက်များအားလုံးပဲမင်္ဂလာပါဆိုတော့မနေ့ကကန်ခဲ့တဲ့ကျွန်တော်တို့ဒါ Norfolk လေးကိုနော်တောထဲမှာတော်ပြီးတီးမလို့ကျွန်တော်တို့ Manchester United အသင်းရတာပထမပိုင်းမှာကကြီးရဲ့စောစီစီ34မိနစ်ကကြီးရဲ့ဥဆောင်မှုနဲ့နေစပြီးတော့ကျွန်တော်တို့ Manchester United အသင်းကအကောင်းဆုံးကြိုးစားခဲ့ကြတယ်ပေါ့ဗျာတို့ရင်လည်းဒုတိယပိုင်းပွဲစားစားချင်းမှာ Norfolk လေးရဘာဆိုလားဆိုပြီးတော့သူ့မှာလည်းအကိုတွေမောင်းတွေအကုန်လုံးထုတ်ရှာလာပြီးတော့ဒါကျွန်တော်တို့ Manchester United ဘက်ကိုဒါနှစ်ချက်ပြန်ရတယ်ပေါ့နှစ်ချက်ပြန်ရလိုက်တော့ကျွန်တော်တို့ဒါ 2-1 ဆိုတဲ့အနေထားတစ်ခုတည်းဖြစ်သွားတယ်ကျွန်တော်တို့ Norfolk လေးရဲ့အကိုတွေကလည်းဘာဆိုလားဆိုပြီးတော့ဒါသူတို့လည်းပြန်ပြီးတော့သူညီမလေကွက်မှာလေသွားစိုက်တဲ့ကောင်တွေကိုပြန်ပြီးတော့နှင်းထုတ်တာပေါ့ကိုကြီးသားချင်း80ကျော်လောက်မှာဒါ Norfolk လေးကကျွန်တော်တို့ Manchester United အသင်းရဒါအာမက်ဒီယာလိုကိုတောင်ပြမြောက်ပြဟိုဖြစ်ပြဒီဖြစ်ပြလုံရင်းကနေကျွန်တော်တို့ Manchester United ရဲ့ဒါကစားသမားလေးအာမက်ဒီယာလိုကြီးလာဒေါသထွက်ပြီးတော့ဒါနှစ်ချက်ပြန်ပြီးတော့ကင်ပေါက်လိုက်တယ်ပေါ့ဗျာကင်ပေါက်လိုက်တော့ကျွန်တော်တို့ဒါနှစ်ချက်ကင်ပေါက်တာတစ်ချက်ကတော့ဒါဂိုးထဲဝင်သွားတယ်အဲ့တော့ကျွန်တော်တို့ Manchester United ကဒါ2-2ဖြစ်သွားခဲ့တယ်ပေါ့ဗျာအဲ့တော့ဒီအနေထားမှာကျွန်တော်တို့ Manchester United တင်းနေနဲ့ဝေကွင်းလက်ဖြစ်တဲ့ဒါတော်လေးဒါယုံအားတော်လေးဖိအားတွေဒါတော်လေးဒါများနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်ကNorthern Forest ကတော်လေး FR တွေများနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ဒါဒီအနေထားတစ်ခုရအောင်ပုံဖော်နိုင်ခဲ့တယ်ဆိုတာကျွန်တော်တို့ Manchester United ရဲ့ဒါအနေထားကောင်းတယ်လို့ပြောရမှာပါကျွန်တော်တို့ဒါတမက်ခွဲယူနိုင်ခဲ့တာကတော့ကျေနပ်စရာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ် Manchester United ပြည်သက်များဖက်စက်နေပြကြမ်းမှရှင်းလာကြပါစေ